အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကုတ်ကြတက်တာပြီးလို့ရလဲလွယ်တဲ့ကော်ပြက်လစ်လေးလှုပ်ရှားဖြစ်လို့လုံနီးလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ဒါကတော့ပုတ်ပွက်ဆူနေတဲ့ရေဘူးထဲမှာ2မိနစ်လောက်ထပ်ထားတဲ့ဝက်ကြိတ်သားတွေပါအဲ့လိုမလုပ်ပဲနဲ့တခါတည်းထည့်ကြော်မယ်ဆိုလဲရပါတယ်နော်ဒါလေးတွေကတော့မွန်လာဥနီနဲ့ကော်ဖီကိုတိတ်ချလေးရေဆေးတက်ဆင်ပြီးတော့ပါပါလေးလှီထားတာပါမွန်လာဥနီကိုတော့ချစ်တန်လေးနဲ့ချစ်ထားတာပါနော်ဒါကတော့ရေဆေးထားတဲ့ကြာဆန်တဲ့ကော်ပြရွက်လေးပါအစသေးဖြစ်ပြီဆိုရင်တော့အားလုံးကိုရောပြီးတော့လာကြောပေးထားလိုက်ပါမယ်။အရင်ဆုံးဝက်ကြိတ်သားတွေကျဲတဲ့အထိစီနဲ့ကြောထားပေးလိုက်ပါမယ်။ဝက်သားတွေကျက်ပြီဆိုရင်တော့ကော်ဖီနဲ့မူလာဥနီကိုထပ်ပြီးတော့ကြောပေးလိုက်ပါတယ်နော်။အရသာအတွက်ကတော့ခယူစီပန်းငယ်ပြားရည်အကြီးစားနဲ့အချိုမို့လေးတွေကိုကိုစိတ်ကြိုက်ခြေဆပြီးတော့ထပ်ပေးလိုက်ပါမယ်အချိုမို့ကတော့လေမသုံးရင်မထည့်လဲရပါတယ်နော်နောက်ဆုံးမှာကြံစံကိုထပ်ပေးပြီးတော့ကြော်လိုက်ပါတယ်အားလုံးကြက်ပြီဆိုရင်တော့အေးခံပြီးတော့ကော်ပြရွက်ထဲကိုအခုလိုလေးလာထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီလိုလေးလိတ်သွားပေးလိုက်ပါမယ်နော်လေနီးလေးကအရန်ကိုလွယ်ကူပါတယ်လေပြီးသွားရင်တော့နောက်ဆိုကြက်ဥအကာလေးနဲ့အခုလိုလေးပစ်ပေးလိုက်ပါမယ်ကျုပ်အကောင်သုံးချင်တဲ့သူတွေကတော့ဆန်မုတ်ကိုအရင်ဖြောပြီးတော့သုံးပေးလဲရပါတယ်နော်အားလုံးအစင်သေးဖြစ်ပြီဆိုရင်တော့စီပူပူလေးထဲမှာကျွတ်နေအောင်လာကြောပေးထားလိုက်ပါမယ်ဒီကော်ပြက်လေးဟာဆိုရင်ဈေးဖို့လဲတော်တော်တက်တာပြီးတော့လို့ရလဲလွယ်တယ်ပေါ့နော်ဒါပေမဲ့ကြော်တဲ့အချိန်မှာအခြေလေးနည်းနည်းတော့ပေးရပါတယ်ကဲအခုဆိုရင်တော့ကြောရွပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ကော်ပြက်လေးကြော်လေးရပါပြီရှင်ကျမတို့ဒေတာဘက်မှာဆိုရင်တော့ကော်ပြက်ကြော်ကိုကတ်ကျင်းနဲ့ညှက်ထည့်ပြီးတော့အချင်းရည်လေးနဲ့အခုလိုတုပ်စားကြသလိုလက်ဖက်ရည်နဲ့တွဲစားကြတာလည်းရှိတယ်ပေါ့နော်တခြားဒေတာတွေဘက်မှာရောဒီကော်ပြက်ကြော်ကိုဘာလေးတွေနဲ့တွဲစားကြလဲဆိုတာလေး comment မှာပြောပေးခဲ့ကြပါဦးနော်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်